ကဲ YouTube တမ်းမနီဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အခုဒီဗီဒီယိုမှာအစဆုံးပြောပြပေးသွားမယ်ပေါ့နော်ကဲအရင်ဆုံးကျွန်တော်တို့ YouTube တမ်းမနီလုပ်ဖို့ဆိုကျွန်တော်တို့ဒီကံပါတဲ့အရင်သွားရမယ်ပေါ့နော်ဒီမှာကံပါထဲသွားမယ်ပေါ့နော်ဒီမှာကျွန်တော်မြားထိုးပြထားတဲ့နေရာပေါ့နော်โอเคကံပါထဲသွားမယ်ပြီးရင်ကံပါထဲတွားမယ်ဒီအပေါ်ဟာတွေနည်းနည်းဆွဲလိုက်ပေါ့နော်ဒီမိုးဆိုတဲ့နေရာအထဲနှိပ်ဝင်ရမယ်ပေါ့နော်ဒီမှာပေါ့နော်ဒီ YouTube တမ်းမနီဆိုတဲ့ဟာဒီထဲမှာပေါ့နော်အထဲနှိပ်ပြီးတော့ဝင်လိုက်ပေါ့နော်ကဲခဏဆောင်ပါလို့ဒီမှာဟွာ line တိတ်မကောင်းလို့ပေါ့နော်ကဲဒီမှာပေါ့နော်ဒီတမ်းမနီစိုက်တယ်အများကြီးပေါ်လာတယ်ပေါ့နော်ကြိုက်လက်ဆိုင်ရွေးပြီးတော့လုပ်လို့ရပါတယ်လေကျွန်တော်တော့ဗီဒီယိုရှည်သွားမှာဆိုလို့ကျွန်တော်တစ်ခုလောက်ယူပြီးတော့ထည့်ပြလိုက်မယ်ပေါ့နော်ဒီကောင်ရွေးလိုက်မယ်အရင်ဆုံးကျွန်တော်တို့သူ့ရဲ့စာသားတွေကျွန်တော်တို့ဖြတ်ရမယ်ပေါ့နော်ပြီးကျွန်တော်တို့ကိုယ့်ရဲ့စာသားအတစ်ကိုပြန်ထည့်မှာဆိုတော့လေလူပုံရောဖြတ်လို့ရရနော်အကူဖြတ်ချင်တဲ့ဟာနှိပ်ပြီးတော့ဖြတ်လိုက်ရုံပဲပေါ့နော်အကဲအဆိုကျွန်တော်တို့ဒီတမ်းမနီ site ကျွန်တော်တို့download လုပ်ထားဖို့လိုတယ်ပေါ့နော်ဒီအပေါ်ကမြားပုံစံလေးနဲ့အဲ့ကောင်ကျွန်တော်တို့နှိပ်ပြီးတော့ down လိုက်မယ်ပေါ့နော်ဒီအောက်ကဟာနှိပ်ပေါ့နော်ဒီအပေါ်ကဟာဆိုကျွန်တော်တို့ဝယ်သုံးရမယ်ပေါ့နော်ကဲအခုသူ download လုပ်နေပြီပေါ့နော်ကဲအဲ့ဆို download လုပ်လို့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့နောက်ထပ် software တစ်ခုထပ်ပြန်သွားရမယ်ဒီကောင်မနော် pixel ဆိုတဲ့ software ထဲပြန်သွားမယ်လောက်တဲ့ချင်တော့နည်းနည်းတိခံပြီးတော့ကြည့်ပေါ့နော်ဒီကောင်ကဟွာနည်းနည်းရှည်တယ်ပေါ့နော်ကဲအပေါင်းလေးနှိပ်မယ်ပြီးရင်ခုနကျွန်တော်တို့ download လိုက်တဲ့ time menu ကျွန်တော်တို့ရှာမယ်ပေါ့နော်ဒီမှာကဲအကောင်ကျွန်တော်တို့ထည့်လိုက်မယ်ပြီးရင်ဘာထည့်ချင်လဲဆိုတော့ကျွန်တော်တို့ဒီ time YouTube time menu လောက်မှာဆိုတော့ဒီစတီကာထဲဝင်လိုက်ပေါ့နော်အဆိုဒီမှာဗျာ YouTube ဆိုပြီးရိုက်ရှာလိုက်ပေါ့နော် YOUTUP YouTube ဆိုပြီးရိုက်ရှာတော့ YouTube ကိုနှိပ်လိုက်ပေါ့နော်ဒီအောက်နည်းနည်းဆွဲပြီးတော့အဆိုကိုကြိုက်တဲ့ YouTube logo ထည့်လိုက်ပေါ့နော်ကျွန်တော်အလွယ်ဆုံးတစ်ခုထည့်ပြမယ်ပေါ့နော်ကဲနောက်ထပ်တစ်ခုကျွန်တော်ထည့်ပြမယ်ပေါ့နော်ဒီကောင်လေးကျွန်တော်ထည့်လိုက်မယ်ပြင်ဟိုးတောင်ဆုံးမှာကျွန်တော်တော့ထားလိုက်မယ်ပေါ့နော်โอเคအဲ့ဆို YouTube တမ်းမနီဆိုတာကျွန်တော်တို့ဘယ်လိုရေးရမလဲဆိုတော့ YouTube ဒီကျွန်တော်တို့တင်တဲ့
အကြောင်းအရာကျွန်တော်တို့ရေးရမယ်ပေါ့နော်ဥပမာကျွန်တော်တို့ဟာတာတင်လို့ရှိရင်ကျွန်တော်တို့ဒီဟာတာဘလို့ရည်စရာကောင်းလဲပါညာကျွန်တော်တို့အဲ့လိုမျိုးရေးရမယ်ပေါ့နော် YouTube တမနီးကကျွန်တော်တို့ဗီဒီယိုတစ်ခုပေါက်ဖို့ဆိုတော့သူကအရင်အရေးကြီးတဲ့အချက်တစ်ချက်ပေါ့နော်ကဲအဲ့ဆိုတရားဝိုင်းလေးထဲမှာကျွန်တော်တို့ပုံထည့်ချင်လဲထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ထည့်ပြမယ်ဖိုတိုမဆွေလို့ကြိုက်တဲ့ပုံထည့်လိုက်ပေါ့နော်ကျွန်တော်နဲ့ရွေးရအောင်ပါဆိုတော့နည်းနည်းကြာမယ်ပေါ့နော်ဒီခံပြီးတော့ကြည်ပေးပါလို့စိတ်ရှိနဲ့ကြီးမလောက်တတ်မှာပေါ့နော်ဒါဆိုကြာမှာဆိုလို့အပုံမဲ့ကျွန်တော်ရွေးလိုက်မယ်ဗျာပြီးရင်ကျွန်တော်တို့အပုံရဲ့ background နဲ့ကျွန်တော်တို့ဖြောင်းရမယ်ပေါ့နော်ဒီကက်ကြီးကိုကျွန်တော်တို့နှိပ်လိုက်မယ်ကဲကတ်အောက်နှိပ်ပြီးတော့ဒီမှာဒီဖက်မှာပေါ့နော်ကျွန်တော်မြားထိုးပြပေးမယ်ပေါ့နော်အဲကောင်ကျွန်တော်တို့နှိပ်လိုက်မယ်ကဲအဲ့ဆိုလူပုံမဲ့ဖြစ်သွားပြီပေါ့နော်ကဲအဲ့ဆိုအဲ့လူပုံကျွန်တော်တို့ဒီထဲထည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့မချွိုင်းတော့ပေါ့နော်မိတ်ဆွေတို့ဖြစ်တယ်ကျွန်တော်တို့ဗီဒီယိုရှေ့တော့မဆုံးလို့ဖြစ်တယ်လို့ပဲကျွန်တော်ကလုပ်ပြပေးလိုက်မယ်ပေါ့နော်ကဲအဲ့ဆိုကျွန်တော်တို့စာရေးဖို့လိုမယ်ပေါ့နော်အဲ့ဆိုကျွန်တော်စာရေးလိုက်မယ်ဒီမှာပေါ့နော်ခဏလေးပါဒီကောင်ပေါ့နော်ထက်ကိုကျွန်တော်တို့နှိပ်လိုက်မယ်အဲ့ဆိုကျွန်တော်တို့စာရေးမယ်ပေါ့နော် YouTube YouTube ทำนี้လုံနီးပေါ့နော် YouTube တမ်းမနီးအလွယ်ဆုံးလုံနီးပေါ့နော်အလွယ်ဆုံးလုံနီးကဲမိတ်ဆွေတို့ဒီမှာအယောင်တွေပြောင်းလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အယောင်ရွေးလိုက်ပေါ့နော်ကျွန်တော်တော့ဖြူရောင်မဲထားလိုက်မယ်ပေါ့နော်ကဲအဲ့ဆိုကျွန်တော်တို့စာသားအောင်နည်းနည်းတေးမယ်ပေါ့နော်ကဲအဲ့ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့တာမျိုးပဲပေါ့နော်ကျွန်တော်တို့အမှန်ချစ်လေးချစ်ပြီးတော့ဒီဘောကညာပုံစံလေးနဲ့ကျွန်တော်တို့ download လုပ်လိုက်မယ်ပေါ့နော်အဲကျွန်တော်တို့ download လုပ်လိုက်မယ်ကဲအားလုံးလုပ်တတ်မယ်လို့ထင်ပါတယ်ပေါ့နော်အားလုံးမစင်ပြကြပါစေလို့